ပိုထင်ရှားတယ်ဒီခန္ဓာကိုယ်ကြီးပိုလှလာမလားဆိုရင်ပြင်လိုက်ကြတာမွေးကလေးကပြင်တာအခုအသက်80 80အထိတဏ္ဍခါလေးလေးနဲ့လိမ့်ပြီးတော့ပြင်နေရသေးတာလေပြင်ရလားမပြင်ရဘူးလားသူ့အကြိုက်ကိုလိုက်ပြီးတော့ဒီလောက်ပြင်နေတာတော့ဟောဒီခန္ဓာကိုယ်ကြီးကကိုယ်အကြိုက်လိုက်ပြီးတော့ပိုလှတယ်ဆိုတာရှိလားပြင်ရင်ပြင်ရင်နဲ့ပိုလှမလားပဲအိုတွလာတော့တာပဲတဲ့ပိုလှလာမလားပဲဘာဖြစ်လဲအိုတွတယ်အိုတာကဟုတ်ပါပြီတွတာကဘာတွတာတော့ဘုန်းကြီးထင်တယ်တွန့်တာလို့ပြောတာထင်တာနော်ပြင်ရင်ပြင်ရင်နဲ့ပိုလှမလားပဲဘာဖြစ်လာအိုတွလာတာအဲ့ဒါအိုခြင်းတရားလွန်ဆန်လို့မှမရတာဘာဖြစ်လို့ဒီဟာတွေလိုက်ခံစားနေတာတော့ဖယားလောင်မကတေဝမင်းကြီးကလေဖယားလောင်မကတေဝမင်းဖယားလို့မြတ်စွာဘုရားမကတေဝမင်းကြီးဖြစ်စဉ်ကာလကခေါင်းလေးကိုညှက်ညှက်ပေးတဲ့စတ္တသည်ကိုမှားထားတယ်မင်းငါခေါင်းညှက်ရင်းနဲ့ငါခေါင်းမှာသပင်ဖြူလေးတပင်များတွေ့ရင်ငါ့ကိုပြောပါကွာဆိုတော့အဲ့ဒါစတ္တသည်ကတနေ့တော့သပင်ညှက်ရင်းနဲ့သပင်ဖြူလေးတစ်ချောင်းတွေ့ရှင်မင်းကြီးဒီမှာသပင်ဖြူတစ်ချောင်းတော့တွေ့ပြီဆိုတော့ပြလိုက်တော့မဂဒေဝမင်းကြီးအကြီးအကျယ်တန်ဝင်ကထိတ်လန့်တရားဖြစ်ပြီးတော့တန်းစည်းစိမ်စွန့်ပြီးတော့တောထွက်သွားတာသပင်ဖြူလေးတစ်ချောင်းတွေ့တာနဲ့တန်ဝေကရပြီးတော့တောထွက်သွားလိုက်တာဟောဒီပရိသတ်တွေသပင်ဖြူတွေ့ရင်ဘာလို့စီစုတယ်တာတုအဘွားတို့ original ဟုတ်ရဲ့လားမဟုတ်ပါဘူးတဲ့ယူသားစွာဝန်ခံပါတယ်တာတုသပင်ဖြူတွေ့လို့တာတောထွက်ကြသေးဆိုရင်တို့နိုင်ငံအဖိုးတွေအဖွားတွေကုန်နေလောက်ပြီနော်ဟိုချင်းတရားကခေါင်းမှာတက်ပြီးတော့ပြတာတရားမလို့ဖွားဘက်တော်တွေကတို့တွေမှာလဲမွေးလာတဲ့ကဖွားဘက်တော်3ဦးနဲ့အတူမွေးလာတာအိုမဲနာမဲသိမဲဆိုတဲ့ဒီဖွားဘက်တော်ကမွေးတဲ့ကပါလာလားမပါလာဘူးလားကိုဖွားဘက်တော်ကကိုနှိမ့်ဆက်နေတာအိုတယ်လို့ပြောရင်လဲပရိသတ်ရေလက်ခံလိုက်လက်ခံအောင်ကြိုးစားရုပ်အိုပင်မဲ့စိတ်မအိုအောင်တော့ကြိုးစားရမယ်ဘာမအိုအောင်ရုပ်ကလေးကတော့အိုနေမှာပဲစိတ်ကလေးအိုမသွားဖို့ကြိုးစားရမယ်ရုပ်နာပေမဲ့စိတ်မနာအောင်ကြိုးစားရတယ်ဟောဒီခန္ဓာကိုယ်ကြီးဆိုတာတနေ့အိုပြီးတော့လာတဲ့အိုလာရင်ပြိဿရေဘာမှမကောင်းတော့ဘူးကောင်းလားအိုလိုပြိဿရေကောင်းတယ်ဆိုတာမရှိဘူးသီလရှိတော့အိုရင်ကောင်းတာပေါ့ကုသိုလ်ရှိတော့အိုရင်ကောင်းတယ်ကျန်တဲ့အချိန်ကအိုလာရင်ဘလောက်ထိမကောင်းတော့ဆိုထိုင်ရန်ကထတာတော့မကောင်းတော့ကောင်းသေးလားဘုန်းကြီးခဏခဏပြောဘူးတရားထဲမှာအိုလာရင်ထိုင်ရန်ကထတာတော့မတူတော့ဘူးလို့ငယ်တဲ့လူတွေနဲ့ဟောဒီအိုလာတဲ့သူတွေဟိုမှာအသက်ရွယ်ငယ်တဲ့ကလေးတရားထိုင်ရန်ကထတရားဝဲပြီးပြန်သွားရင်အားရှိနေတော့လွှားကနေခေါင်းလေးကစထတယ်တဲ့အိုတဲ့သူတွေကြတော့အိုလာတော့ခေါင်းနဲ့မထနိုင်တော့ထိုင်ရန်ကထရင်ခေါင်းလေးငုံလက်ကလေးထောက်ပြီးတော့ဘာကအရင်ထဖင်လို့မပြောရဘူးတင်မကလို့ပြောရတယ်အိုးလာရင်ခေါင်းကအလိုလိုငိုက်သွားလားမငိုက်သွားဘူးလားခေါင်းလေးကငုံပြီးတော့ပြိဿအဲ့ဒါကုန်းပြီးတော့တက်လာတာခေါင်းတက်မလာတော့ဘုန်းကြီးထားပြီခေါင်းရအလိုလိုငေါပြီးတင်မကအရင်တက်ထိုင်ရန်ကထားတာတော့ကောင်းသေးလားအိုးချင်းရဲ့သဘောပဲတချို့ကြတော့လဲအိုတော့မအိုသေးဘူးငငယ်ပဲဒါပေမဲ့အသကုံစားပြီးတော့အသကုံဝါတဲ့သူတွေမရှိဘူးလားကိုဗစ်နာမှာတရားနာတဲ့ပရိသတ်တွေဝါတဲ့သူရှိရင်လေတရားပွဲပြီးရင်တတိလေးထားကြည့်ဘလို့ထားလဲတို့တကဥတ္တိမျိုးကျော်အရင်ထားခက်ဝါလာတဲ့အခါကျထိုင်ရကထားရင်ဝါတဲ့သူတွေလဲခေါင်းနဲ့ထားလို့မရတော့ဘူးရသေးလားများဝါလေးတွေလူဝါကြီးတွေထတာကြီးစံတစ်ချက်အိုးဟိုမှာစုမိုကစားတဲ့ဂျပန်လူဝါကြီးတွေထိုင်ရန်ကထားရင်လူကြီးကလေကုန်းပြီးတော့တက်လာတာခေါင်းတက်လာတာတင်မတက်လာခေါင်းရအောက်ကိုငုံပြီးတော့ခေါင်းနဲ့မထားနဲ့တော့ဝိရင်လည်းမကောင်းဘူးဝါရင်လည်းမကောင်းဘူးနော်ဝါလို့ကောင်းတာကတော့ဝက်တွေပဲရှိတယ်အသားတို့ရောင်းစားလူတွေကတော့အစင်မပြေဘူးနော်ဝါလာရင်ယောဂကထူလာတော့တာအစာအသောက်တွေ